အားလုံးပဲကျွန်တော်တို့ခုနေနေတဲ့ကဘာကြီးက Minecraft တာမန်ကဘာကြီးတော့မဟုတ်ပါဘူးကျွန်တော်တို့ခုမြင်နေရတဲ့အတိုင်းပဲထူးဆန်းတဲ့တတော်ဝါကြီးပြီးရင်ကျွန်တော်လက်တွေကဘာကြီးမှာရှိတဲ့တတော်ဝါကြီးပါအများကြီးပါလာပါတယ်ကျွန်တော်အဲ့လိုမျိုးထူးဆန်းတဲ့ရေနေကုန်းတွေတတော်ဝါကြီးကုန်းတွေတတော်ဝါကြီးရေနေတတော်ဝါကြီးအားလုံးထဲမှာကျွန်တော်စဉ်းစားလိုက်တာကျွန်တော်ဒေးတွေကဒရိတ်ဆန်ယုံကြီးစောက်ဝင်လို့ကျွန်တော်စဉ်းစားလိုက်ပါအဲ့တော့ကျွန်တော်ဒေးတွေကဒရိတ်ဆန်ယုံ PC လားမ PC လားဆိုတော့ဒီချာကြည့်ရင်လည်းဆိုရင်တော့ကျွန်တော် channel လေးကို like subscribe လေးလုပ်ပြီးတော့ကြည့်သွားလို့ရပါတယ်ဗျโอเคကျွန်တော် channel လေးကိုကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လည်းကျွန်တော်တောင်းဆိုကြပါအဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် TTMT ကဒီနေ့ဗီဒီယိုမှာကျွန်တော်ကMinecraft ထဲမှာဒေးတွေက survival လုပ်ပြီးတော့ကျွန်တော် trade ဆိုင်ကိုစောက်သွားပါโอเคကျွန်တော်ခုတော့တွေ့ရတော်တော်လေးကိုကိုင်းโอเคတွေ့ရတော်တော်လေးကိုကိုင်းနေရောက်ကြီးစားစရာလေးမြင်မြန်လောက်ရမယ်โอเคကျွန်တော်ခုမြင်နေရတဲ့အတိုင်းပါပဲကျွန်တော်ကျွေးတော်ကိုင်းပါဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာကျွဲခွေခံရတာရယ်ကျွဲလဲခွေခံရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဘာဖြစ်သေးလဲဆိုတော့ဇွန်ဘီကစပီးရိုင်းနဲ့လိုက်ထူရတယ်ပေါ့နော်ပြီးတော့အတန်လဲမှာပါတော့ကျွန်တော်ရှေ့ပိုင်းကိုမပြတော့ပါဘူးတညတော့အိတ်โอเคကြောက်တော်ရင်ဆုံးပေါ့နော်ဟိုမှာကျွေးတွေ့လားကျွေးရှိရနေဦးငါ့တငယ်ချင်းလေးပဲရောက် wait a minute oh no ငါ့တငယ်ချင်းလေးအဲ့ရောက်တော့လားဒီထားပြီးတော့ရမယ်အဲ့ကျွေးရခွေးတယ်နင်းကငါ့တငယ်မဟုတ်ဟာကျွန်တော်ရဲ့ပါချစ်စရာကောင်းတဲ့အကောင်လေးပဲပျောက်တော့မလို့ဟာရโอเคအဲ့ကောင်နောက်ထပ်တစ်ခါမွေးလို့ရပါတယ်โอเคကျွန်တော်ဒီမှာကျွန်တော်အရင်ဆုံး spy ပဲကျွန်တော်ဟောက်လေးအရင်စောက်မှာပေါ့နော်အိမ်ရင်စောင့်ရင်ပြီးရင်ကျွန်တော်တို့ဆရာရှိရလို့ကဲဒီတော့မဖြစ်ဘူးဗျကျွန်တော်ရှိမှလည်းတကုတ်တေးပြီးတခါကဲဆိုတော့ဒီလိုတော့မဖြစ်တော့โอเคကျွန်တော် helmet လေးကိုလိုက်โอเคကောင်းပါဆိုတော့ကျွန်တော်ရဲ့ကောင်ပဲပျောက်တော့အောင်ဒီဗျာခိုင်းထားတာရှောက်သွားကျွန်တော်ဒီနားမှာရှိမလားရောကြီးအဲ့ကောင်တကယ်မရှိတော့တာoh shit ဂိမ်းရှိတော့ကျွန်တော်ခုနမှရှိရဲ့အကောင်လေးကိုပဲကျွန်တော်တွားမွေးလိုက်တော့ဒီကောင်အစီလေးအဲ့ကောင်လေးကအစီကြိုက်အစီ3ခု4ခုโอเค4ခုရတော့ပြီ5ခု6ခုโอเคโอเคထိုင်စမ်းဒီဖုံးဝတ်တက်လေကျွန်တော်ခုဆိုဖြစ်ကျွန်တော်ကတကယ်ကြီးတယောက်ထက်ရောက်လာပါပြီစောမစောဒီနေရဝင်တော့ပါလားဒီကိစ္စမရှိပါဘူးနေဝင်လည်းကိစ္စမရှိဘူးကျွန်တော်တို့ကဒီကောင်လေးကလီဝေါ်ပြင်းနေဟိုကကျွေးရှိကျွန်တော်ကောင်လေးကိုရှိတယ်နော်ရှိတယ်ကျွန်တော်ကောင်လေးကိုကျွန်တော်ချန်ခတ်ထား
အော်ရေးပါအာယောတလို့နေဝင်တော့ရောโอเคအဲ့ဝင်ကျွန်တော်ရဲ့ကောင်လေးကိုဘဲမှာထွက်တွားနိုင်အောင်လို့ကျွန်တော်ခြံကတ်ထားတွားနေတာโอเคโอเคကျွန်တော်ဒီပါလောက်ဆရာရှိရလုံးဝင်ဒီကောင်ဒီထဲကြီးနေနောက်မှအဲ့ကောင်တော့အိမ်ကိုကျွန်တော်ကြေးဆောက်ပြီဟိုအောင်နည်းနည်းလေးကျင်းကောင်းလေးပစ္စည်းလေးဆိုဒီကျင်းကြီးလေးနဲ့ပဲဆက်တော့ပါညနေဘလို့မြင်နေတိုင်းဝင်โอเคပြောက်ပဲပြောက်ဟာစောင်းတော်ဒီနားမှာလေးပဲပြောက်ဒီထဲရောက်ဟုတ်မီးကြီးဝင်တော့ဟာအဲ့ကောင်ပဲပြောက်တော့ဟာโอเคလိပ်ပြလေးမင်္ဂလာပါโอเคကျွန်တော်အဲ့ဆိုရင်ထားလိုက်တော့ဗျာโอเคညဟိုမှာငှက်ကလေးအိုးတော့နောက်ဆုံးတော့ငှက်ကလေးတွေ့လိုက်ကဲကျွန်တော်အိမ်ဆောက်ဖို့အတွက်ကျွန်တော်တစ်တော့ခေါ်လာဒီဘက်မှာချင်းသေးရှိရဗျချင်းသေးရှိတော့ဒီနည်းနည်းဒီထားချင်းသေးရှိโอ้ယော village oh my god shit ငါမျက်စိလင်းလိုက် village ကန်တွေအရောက်ကြီးโอเคအဲ့လို village နဲ့နီးနီးလေးမှာကျွန်တော်ခွာတော့ဒရိတ်ဆန်ယုံဆောက်မှာ village နဲ့နီးနီးလေးမှာ village โอเคဆိုတော့အာယုကိုလည်းရှိတယ်ပေါင်းတော့โอเคကျွန်တော်ဒီမှာမီးတော့လည်းရတယ်မီးတော့လေးယူမယ်โอเคအပြင်ရတော့အကုန်ယူရမှာကျွန်တော် chest လေးပါတစ်ခါနိုင်ဒီမြက်ပင်နဲ့ဘာလုပ်ဖို့အော်ဒီမြက်ပင်နဲ့အလားမွေးလို့ရပဲဟုတ်တာပဲကြော်မေ့ဒီမြက်ပင်နဲ့အလားမွေးလို့ရတယ်ကဲဟေးပဲဒီကျေးဇူးပါရွာသားလေးတို့ကဲမူရင်းကအခုနောက်ထပ် update မှာဒီလိုမျိုးကျွန်တော်ရွာတွေကိုနည်းနည်းလေးပြင်ထားလို့ကျွန်တော်ကြားတယ်ရွာတွေကိုနည်းနည်းပြင်ထားရတယ်ဘာကြီးပြင်ထားတော့မသိโอเคအောင်ဟေးပဲဒါဒီဟေးပဲတွေကိုကျွန်တော်တရိတ်ဆိုင်ရုံအတွက်တုံးပါပါဟယ်လိုကြောင်လေးကမိုက်လိုက်ဝက်ကလေးโอเคကျွန်တော်အိမ်နေထဲပဲလိုက်နိုင်မယ်Oh yes အော်ရမ်းလို့ရင်းနေတာနောက်ဆုံးတော့တွေ့ကဲနိုင်သွားမယ်ကျွန်တော်နောက်ထပ်ဘာရှိသေးလဲဆိုတော့အဲ့ရတော့မရှိအိုးဆေးဖြိုးရကောင်ရှိရယ်ဒါဆေးဖြိုးရနေရပေါ့โอเคโอเคကြွားလိုက်ရှိပဲโอ้ဘန်နာလေးထိုက်ပါဘန်နာတော့မကြိုက်တော့မင်းတို့ကအလူမရှိဘူးလားကွာဝါတာမဲလို့ကဲโอเคကျွန်တော်နောက်ထပ်ဘာလို့လေးလဲဆိုတော့ဘာမှတော့ဘယ်လိုလောက်တော့โอเคဒါနဲ့စောင့်တော့ချင်းတေးဒီနားမှာရှိတယ်ဘယ်ရောက်တော့โอเคချင်းတေးမရှိဘူး
ကဲချင်းလေးမရှိရင်ကျွန်တော်ဒီလိုလာတစ်ခုတ်ဆိုတော့တစ်ခုတ်မယ်ကျွန်တော်အင်ရင်ဆောက်မယ်အင်ရင်ဆောက်ပြီးမှကျွန်တော်ပြိဿဆိုင်ရောဆောက်ပါမယ်ဆောက်တော့မြေကျွက်တွေလားမသိဘူးဗျာကျွန်တော်အဲ့မြေကြီးပေါ်အဲ့ကောင်တွေကိုချလိုက်တိုင်းအဲ့ကောင်တွေမြေကြီးရဲ့မှာပျောက်မြေကျွက်တွေထင်တယ်အဲ့ကောင်တွေကโอเคအဲ့ကောင်တွေကိုကျွေးလိုက်ရတဲ့အစီတွေပဲလက်ကားကောင်ပြင်ပြောက်ပြန်လဲပုံတယ်တော့အိမ်ဆောက်ဖို့တင်များများခေါ်ရမယ်โอเคလူမင်းပြုတ်ချโอเคအဲ့ကောင်လေးတော့ကြက်မွေးလေးလူတယ်ကြက်မွေးနဲ့အဲ့ကောင်လေးစီကနေပြီးတော့ခွေးရည်တော့ဟိုအခွန်လုပ်လို့ရတယ်အဲ့ကောင်လေးကြောင့်မတက်ချင်ဘူးโอเคကျွန်တော်အိမ်လေးကိုမြင်ရဆောက်မယ်โอเค come on okay အိမ်မြင်ရဆောက်မယ်โอเคကျွန်တော်စတော့ဒီနားမှာချင်းတေးရှိတယ်ခရီးပါโอเคဟိုမှာခိုးရရှိရယ်အိုးချင်းတေးအဲ့မှာချင်းတေးနဲ့ချင်းတေးပါโอเคကျွန်တော်ဆော်လေးရလိုက်အိုးရောက်ဒီဘက်လေးလေစမ်းပါကွာဟာတားပေါက်လေးရောချင်းတေးရဲ့ချင်းတေးမရဲ့တားပေါက်လေးသုံးကောင်ဩရောက်ကြီးဒီနာလာတော့မလာရဲတော့ရောက်ဟိုမှာလာပါရှိတယ်ငါဘာလို့ရမလဲကွာဒီတော့အဲ့ချင်းတေးရှိနေရတဲ့ပဲငါဘာမှကိုလှုပ်လို့မရတော့ဒီနောက်ထပ်ရှော့ချင်းတေးရှိနေရတဲ့ပဲငါဘာမှလှုပ်လို့မရတော့ဘူးခေအဲ့တော့ကောင်းပါရဲ့ဒီကူနာမှာချင်းတေးရှိတော့ကျွန်တော်ရဲ့ပထမအောင်ဆုံးဒရိတ်ဆိုင်ရုံထဲမှာချင်းတေးကောက်ထည့်လိုက်ဟလိုငါကလေးမင်္ဂလာပါကျွန်တော်ရဲ့ပထမအောင်ဆုံးဒရိတ်ဆိုင်ရုံထဲမှာချင်းတေးကောက်ထည့်ပြလိုက်မှာဗောโอเคဟုတ်တယ်မလားဟေးဆိုတော့ညနေတွားမယ်ချင်းလေးနဲ့တော်နီးနေအောင်ငါနေရโอเคတော်ရောက်လာဆိုတော့ကျွန်တော်ဒီမှာ chest ထားမယ်တွေးလီမုတ်စာကြီးကုန်ထည့်โอเคမလိုတာကုန်ထည့်ပြန်တော့ကျွန်တော်စောက်လေးနည်းနည်းတော့ဖက်လိုက်Come on. Yo, so. Wait, okay. Shit. No. I'm sorry. Yo. Okay. Go to bar. Go new blue car. Creeper. Brand.Away from them. Oh. ခွေပါရီအဲ့ကောင်တွေကခွေပါရီဟုတ်တယ်ဗျာဒီကောင်တွေကမြေကျွယ်လေး Just see the shape. We saw creepers run away from them. Okay ဒီကောင်တွေရှိခွေပါရီမလားဘူးတဲ့ရေမြင့်ရှိမယ်ရေမြင့်ကတော့ကျွန်တော်ရှားအောင်ပါဟိုကြက်တိကတော့ကျွန်တော်ရဲ့နီးလေးမှာရှိရယ်ခုမွေးမွေးကြိုက်ကြက်တိအဲ့ကောင်တွေကဝေးမှာပဲချင်းတိရှိတာဗောရဲ့ချင်းတိကကျွန်တော်နဲ့နီးလေးချက်လောက်ချင်းတိကိုတော့ရှိုးလိုက်အောင်ချင်းတိကိုချက်လောက်တော့ရှိုးလိုက်အောင်ရောက်တော့ခုနရောက်မဟုတ်ရောက်စားတော့ဒီနားမှာရှိသေးတယ်
要ဒီနာဟုတ်အော်မဟုတ်ဘူးကွာဟိုနားမှာခုနားဟုတ်လို့ပြီးတော့မပြီးတော့ရှုပ်နေရောက်ရင်ရှုပ်နေအဲ့တော့ကျွန်တော်တို့ဒီမှာ day 3ပေါ့နော် day 3ဒီရောက်ဘာမှမလုပ်ရသေးဘူးday 3ဒီဘာမှမလုပ်ရသေးဘူးကွာငါကလေးတော့ရှိတယ်တပုံရိုက်တော့မြိုက်တော့အောင်တပုံလည်းမြိုက်တော့ day 2ရောက်ရင်ဘာမှမလုပ်သေးHello မြေကျော်လေးမင်းကငါကောင်ပါရှိအစိလည်းမရှိဘူး Okay ကျွန်တော်တို့ဒီမှာ day 2မှာကျွန်တော်အိတ်တော့မယ်အိတ်မယ် let's go အစိလေးခုတော့ရှိဒီကမဟိုနားမှာမြေကျော်လေးရှိရဲ့စာတွက်ကြည့်အောင်အော်မင်းကအစားကြီးမယ်ပေါ့ကြော့ထပ်ယူโอเคမင်းငါနောက်လိုက်ဟမ်လာလီကွာဘေးတော့ပေါင်စားကြည့်လေတော့ခြေဒီကောင်လေးကချစ်စရာလေးရှော့โอเคကဲအားလုံးပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ပါပဲကျန်းနေတက်တဲ့ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပါအောင်ကျွန်တော်နောက်နေ့မှာလည်း trace ရုံကြီးကိုဘယ်လိုစောက်ပြီးတော့ဘယ်လိုပြန်လာမလဲဆိုတော့သိကြရင်တော့ like and subscribe လေးလုပ်ပြီးတော့ဘေးနာခေါင်းလုံးလေးကိုနှိပ်ခဲ့ဖို့ပြောချင်ပါတယ်ဒီမှာဒီကြွယ်လေးကလေးပြောနေရပေါ့နော်ကျွန်တော် channel ကို like and subscribe လုပ်ပြီးပါတယ် okay ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါအဲ့တော့ပဲဘာပဲပါ